နေဝင်ရိုးကြီးအချိန်မှာတစ်ဖက်နဲ့တစ်ဖက်ကြောခိုင်းထားတဲ့အိမ်အိုလေးနှလုံးရှိပါတယ်။အဲဒီအိမ်တွေကြားကရှန်စီယိုးဟာတစ်သားတိုင်တွေနဲ့ပဲလှုပ်ထားတာဆိုပေမဲ့တကယ်တော့အမုန်းတရားတွေနဲ့ခိုင်ခိုင်မာမာတီဆောက်ထားတဲ့တိုင်းကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ခါတီးတဲ့အမုန်းတရားတွေနဲ့စတင်ခဲ့တဲ့ဒီဇလန်လေးဟာမမျှော်လင့်ပဲနှွေးထွေးတဲ့မေတ္တာရိပ်မြုပ်တစ်ခုစီကိုဘယ်လိုများဥတီသွားခဲ့တယ်လဲဆိုတာကိုသိကျင်ကြရဲ့လားဗျာ။တခါတလေမှာအနည်းဆုံးလူကအဝေးဆုံးရန်သူဖြစ်နေတတ်ပြီးအဝေးဆုံးရန်သူကအနည်းဆုံးလူဖြစ်လာတတ်ပါတယ်။မျက်နှာကြောမတည့်တာတွေအရှင်းရှင်းအရှုံးမပေးလို့တဲ့မာနတွေနဲ့အချိန်အတော်ကြာတိဆောက်ခဲ့တဲ့အိမ်ကြီးချင်းနှစ်ယောက်ရဲ့စစ်မြေပြင်ဟာနောက်ပိုင်းမှာတော့လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုအမုန်းတရားတွေကြားကနေပွင့်လန်းလာတဲ့မေတ္တာပန်းတစ်ပွင့်ရဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။နေကြီးနုနုဖြာကြနေတဲ့မနက်ခင်းဆိုရင်ဒီရက်ကွက်လေးထဲမှာငှက်တန်တွေထက်အရင်ဆုံးကြားလာရတာကဦးတက်တီရဲ့ရှောင်းဟန်တန်နဲ့ဒေါ်အေကရီရဲ့တမျက်စီးလဲတန်ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာတချန်နဲ့နေတာမဟုတ်ပေမဲ့ချန်စီယိုချင်းထိစက်နေတဲ့အိမ်ကြီးချင်းတွေပေါ့။ဒါပေမဲ့သူတို့ကြားမှာအိမ်ကြီးချင်းကောင်းဆိုတဲ့စကားလုံးကတခါမှမရှိခဲ့ဘူးပါဘူး။ဦးတက်တီဆိုတာကလည်းနမဲနဲ့လိုက်အောင်မာနခဲကြည့်ပါ။သူချန်နဲ့ကိုတစ်ဖက်ရှန်ကတရွက်လွင်းကြလာခဲ့တယ်ဆိုရင်တော့ဧကရီမင်းတရွက်တွေငါအိမ်ပဲရောက်နေပြီလို့အတကုံအောင်ဟစ်ပြီးရန်တွေ့တတ်သူဖြစ်ပါတယ်။ဒေါ်ဧကရီကလည်းနမိတ်နဲ့လိုက်အောင်ဘရင်မတပားလို့မန်တင့်သူမလို့အလျှော်ပေးဖို့ဆိုတာကလုံးဝအဝေးသားကြီးပါပဲ။ရှင်ကလည်းချင်းဆိုင်ထားတဲ့ဗတောက်ပန်းတွေကလည်းကျမရှံဘက်အထိအနှမ်းတွေရောက်နေတာကြတော့ရောလို့ပြန်អော်ရင်းနဲ့ပဲတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်လိုက်တာနဲ့မိပွေးမတက်စိုက်ကြည့်တတ်ကြပါတယ်။သူတို့နှစ်ယောက်စုံပြီးဆိုရင်လမ်းထိပ်ကကလေးတွေတောင်ဘောလုံးကစားတာရက်ပြီးဘေးကနေကြည်နေကြရစမြဲဖြစ်တာပေါ့။ဒီရက်ကွက်ထဲမှာဦးသက်တီနဲ့ဒေါ်အေဂရီတို့အကြောင်းကိုပြောရင်လူတိုင်းကကောင်းခါကြပါတယ်။သူတို့နှစ်ယောက်ဟာတကယ်ကိုခွေးနဲ့ကြောင်လိုပဲပေါ့။တယောက်ကဟောင်းလိုက်ရင်နောက်တစ်ယောက်ကကုတ်ဖို့အစဉ်တင်တယောက်ကမန်ပြီးရင်နောက်တစ်ယောက်ကရန်တွေးဖို့အစဉ်တင်ပါပဲတကယ်တော့ဦးသက်တီနဲ့ဒေါ်အေဂရီတို့ရဲ့ရန်ပွဲဟာဒီနေ့ဒီရက်မှာစတင်ခဲ့တာမဟုတ်ရပါဘူးသူတို့နှစ်ယောက်ရဲ့တွေးတဲ့သားထဲမှာကလေးကပါလာခဲ့တဲ့မျိုးရိုးလိုက်အမုန်းတရားကြီးလို့ဆိုရပါလိမ့်မယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကလေးကဦးသက်တီရဲ့မိဘတွေဟာဒေါ်အေဂရီတို့ရဲ့မြေကွက်ထဲကိုတလက်မချင်းတဖွာချင်းရှန်စီယိုတိုးချက်ခတ်ခဲ့ရကနေဒီပြဿနာကအစာပြုခဲ့တာပဲဖြစ်ပါတယ်။ဒါတင်မကသေးပဲဒေါ်အေဂရီတို့မိဘတွေပိုင်တဲ့မြေပေါ်မှာတော့ဦးသက်တီတို့ဘက်ကအပင်တွေကိုကျူးကျော်စိုက်ပျိုးခဲ့ကြပါတယ်။ငါတို့မြေနင်တို့မြေဆိုတဲ့အငင်းပွားမှုတွေဟာရက်ကွက်လူကြီးတွေနဲ့မပြေလည်နိုင်တော့ပဲနောက်ဆုံးမြေတိုင်းအရာရှိတွေကိုယ်တိုင်ပေကျိုးတွေကရိယာတွေနဲ့လာရောက်တိုင်းထွာရတဲ့အထိရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့ပူပါတယ်။မိဘတွေရဲ့အာဃာတတွေကြောင့်သူတို့နှစ်ယောက်ရဲ့ရင်ထဲကိုပါအမုန်းတရားတွေရိုက်သွင်းခဲ့ကြတာပါ။သူတို့ငယ်ငယ်လေးကလေးကမိဘတွေဟာရင်ခွင်ထဲမှာရှော့သိမ်းရင်ပုံပြင်တွေပြောပြမဲ့အစားတစ်ပတ်အိမ်ကလူတွေကဘလောက်ရုံမှကြောင်းငါတို့ပိုင်တဲ့မြေကိုဘလို့အတင်းလူယူသွားကြောင်းတွေကိုသာနားထဲမှာရိုက်သွင်းထားပြီးခဲ့ကြတာပါ။မတ်တာတတိဟိုဘက်အင်္ဂါလူတွေနဲ့ဘယ်တော့မှစကားမပြောနဲ့သူတို့ကငါတို့မိသားစုရဲ့ရန်သူတွေကွာအေးညီတို့ကြီးလာရင်လေဒီမြေကိစ္စကိုဘယ်တော့မှအချော့မပေးနဲ့သူတို့ကငါတို့လူဘာဝထားတာအဲ့ဒါကြောင့်လေသူတို့နှစ်ယောက်ဟာအရွယ်ရောက်လာတဲ့အခါမှာတော့တစ်ဖက်လူရဲ့အရေးအရှင်းကြည့်ဖို့ထက်မိဘတွေတင်ပေးထားတဲ့ရန်သူဆိုတဲ့တစိမ့်ကတ်ထားမှုကိုပဲအရင်မြင်နေကြပါတယ်။တယောက်နဲ့တယောက်စကားပြောကြပြီးဆိုရင်လေကိုယ်ပိုင်စိတ်နဲ့ပြောတာထက်မိဘတွေရဲ့အာဃာတတွေကိုအတန်ထွက်ပေးနေတဲ့ဆက်ရုပ်တွေလိုဖြစ်နေခဲ့ပါတယ်။အဲ့ဒီအမုန်းတရားတွေကိုလက်ဆင့်ကမ်းအမွေပေးခဲ့တဲ့မိဘတွေကတော့မြေကြီးထဲရောက်သွားခဲ့ကြပါပြီ။ဒါပေမဲ့သူတို့ရှန်ထားခဲ့တဲ့အာဃာတတွေကတော့ဦးသက်တီနဲ့ဒေါ်အေဂရီတို့ရဲ့ရှန်စီယိုကြားမှာအခုတည်းကတက်ဦးစံပိုင်မင်းမူနေသေးပဲဖြစ်ပါတယ်။တကယ်တော့ဦးသက်တီရဲ့ရင်ထဲမှာမြေယာပြဿနာထက်ပုံမိုပြီးနှက်ဆိုင်လွန်လာတဲ့ဒဏ်ရာတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ငယ်စဉ်ကတည်းကရန်သူသမီးဖြစ်သူဒေါ်အေဂရီအပေါ်တိတ်တခိုးတန်ရောစဉ်ရှိခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရန်ဖြစ်တိုင်းဦးသက်တီရဲ့အကြည့်တွေကဒေါသထွက်နေတာထက်တစ်ဖက်လူရဲ့အရေးတယူလုံးမှုကိုလိုလားနေတာမျိုးပေါ့။မိဘချင်းမတည့်ကြပေမဲ့ဦးသက်တီဟာအေဂရီကိုအဝေးကနေငေးကြည့်ရင်တနေ့မှာတော့ဒီရှန်စီယိုတွေကိုဖြိုဖျက်ပြီးမေတ္တာတရားနဲ့လက်တွဲခွင့်ရမလားလို့စိတ်ကူးရင်ခဲ့ပူပါတယ်။ဒါပေမဲ့ကံကြမ္မာကသူဖြစ်ရှင်တယ်လို့ဖြစ်မလာခဲ့ပါဘူး။ဒေါ်အေဂရီဟာဦးသက်တီရဲ့ရင်ထဲကစန္ဒတွေကိုမသိပဲတခြားလူတယောက်နဲ့လက်ထပ်ပြီးအိမ်အောင်ပြူသွားခဲ့ပါတယ်။ဒီနေ့ဟာဦးသက်တီအတွက်တော့မြေကွက်ဆုံးရှုံးရတာထက်ပိုပြီးနာကျင်ရတဲ့နေ့ပါပဲ။သူကိုငါကလွဲလို့ဘယ်သူမှမပိုင်ရဘူးဆိုတဲ့အတားနဲ့အေဂရီကငါ့ကိုပြစ်သွားပြီဆိုတဲ့နာကြီးချက်တွေပေါင်းဆက်သွားတဲ့အခါမှာတော့ဦးသက်တီရဲ့အချစ်တွေဟာ
အရှိန်အဟုန်ပြင်းတဲ့အမုန်းတရားတွေအဖြစ်အသွင်ပြောင်းသွားပါတော့တယ်။အဲဒါကြောင့်ပဲအခုအချိန်မှာသူတို့နှစ်ယောက်တွေ့ရင်ဦးသက်တီကပိုပြီးရန်တွေ့တာပိုပြီးအနိုင်ယူချင်နေတာပေါ့။ဒီလိုရန်ဖြစ်နေမှသာဒေါ်ဧကရီရဲ့အာယုံဆိုင်မှုကိုရတယ်လို့မျိုးသူခံစားနေရလို့ပါပဲအပေါ်ယံမှာစီနဲ့ရေလုံးတဲကြပေမဲ့ဦးသက်တိရဲ့ရင်ထဲမှာတော့ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်တဲ့အရှိဦးရဲ့နာကြီးချက်တွေကမီလီယံတခုလိုတောက်လောင်နေစေဖြစ်ပါတယ်ဒေါ်ဧကရီအိမ်အောင်ကျသွားတဲ့နေ့ကဦးသက်တိတယောက်အရက်ပလင်းနဲ့အဖော်ပြူးရင်ရင်ထဲမှာမီးတောင်တခုလိုပေါက်ကွဲနေခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကဒေါ်ဧကရီအပေါ်မှာလည်းရက်ဆက်ခဲ့ပါတယ်အိမ်အောင်ကျပြီးမကြခင်မှာပဲသူမရဲ့ခင်ပွန်းကရုတ်တရက်ဆုံးပါလို့သွားခဲ့ပြီးဒေါ်ဧကရီဟာမုတ်ဆိုးမတအူအဖြစ်နဲ့မိဘတွေရှန်ထားခဲ့တဲ့အိမ်အိုလေးစီကိုတယောက်တည်းပြန်ရောက်လာခဲ့ပါတယ်။ဦးသက်တီကတော့သူမပြန်ရောက်လာတာကိုမြင်တဲ့အခါတနာစိတ်ထက်နာကျင်မှုကနေပေါက်ဖွာလာတဲ့အမုန်းတရားတွေကပဲသူ့ရဲ့စိတ်ကိုကြီးစိုးနေခဲ့ပါတယ်။အဲဒါကြောင့်ပဲမြင်းရွေးရှေ့ခဲ့တဲ့လမ်းကဒါပဲလားဆိုတဲ့စောင်းမြောင်ပြောဆိုမှုတွေယောက်ျားမရှိတော့လေငါ့ကိုရန်လုပ်ဖို့အားရှိသေးတာပဲဆိုတဲ့ခါတီးရဲ့စကားလုံးတွေနဲ့ဒေါ်ဧကရီရဲ့ပူဆွေးနေတဲ့တန်ရာကိုစားနေပတ်ခဲ့ပါတယ်။ဒေါ်ဧကရီကလည်းအားငယ်နေတာကိုမပြချင်တာကြောင့်ပိုပြီးမှန်တင်းခဲ့တာပေါ့။ကျုပ်ယောက်ျားရှိမရှိရှင့်ပူမပါဘူး။အဲ့ဒီလိုစကားလုံးတွေနဲ့ပြန်အော်ရင်တယောက်နဲ့တယောက်အရင်ကားထက်ပိုပြီးပြင်းထန်တဲ့ရန်ပွဲတွေကိုဖန်တီးခဲ့ကြပါတယ်။ဒါပေမဲ့ဦးသက်တီရဲ့ရန်စကားတွေရဲ့နောက်ွယ်မှာမင်းတယောက်တည်းရုန်းကန်နေရတာငါသိရဲဆိုတဲ့စိုးရိမ်စိတ်တွေရှိနေသလိုဒေါ်ဧကရီရဲ့အစဲစကားတွေနောက်မှာလည်းရှင်ကလွဲလို့ကျုပ်ကိုဘယ်သူမှဒီလောက်ထိအဖက်လုပ်ပြီးရန်မဖြစ်တော့ဘူးဆိုတဲ့အထီးကျန်မှုတွေကပါကပ်ပါနေခဲ့ပါတယ်။အိမ်တော်ဘက်ဆုံးရှုံးသွားခဲ့ရတဲ့ဒေါ်ဧကရီရဲ့အားငယ်မှုကိုဦးသက်တီကအမုန်းဆိုတဲ့ပုံစံနဲ့ပဲလိုက်လံဆောင်ရှောက်နေခဲ့တာကတော့တကယ်ကိုထူးဆန်းတဲ့ဆက်ဆံရေးတစ်ခုပါပဲ။ဒေါ်ဧကရီမုတ်ဆိုးမဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ဦးသက်တီကလည်းမိဘတွေရဲ့တိုက်တွန်းမှုနာကျင်မှုတွေကြားကနေပဲအိမ်အောင်ပြုခဲ့ရပါတယ်။ဦးသက်တီယူခဲ့တဲ့အမျိုးသမီးကစိတ်သဘောထားပြေဝပြီးဦးသက်တီနဲ့ဒေါ်ဧကရီတို့ရဲ့ရန်ပွဲတိုင်းအမြဲတမ်းကြားဝင်ဖြောင်းဖျားလေးရှိတာပေါ့။ရုပ်ရည်ကလည်းရှောမောလှပပြီးစိတ်နှလုံးသဘောထားကောင်းသူဖြစ်တာကြောင့်ဒေါ်တီရီပါလိုက်လို့ရှိရင်သူတို့နှစ်ယောက်ရဲ့ရန်ပွဲကအလိုလိုအဆုံးသတ်သွားခဲ့ကြပါတယ်။ဦးသက်တီနဲ့ဒေါ်တီရီတို့ကတော့တားယောက်ျားလေးတစ်ယောက်ထွန်းကားပြီးအမေတူကစိတ်နှလုံးပြေဝသူဖြစ်ပါတယ်။လူကြီးကိုလူကြီးလို့တီးတက်ပြီးဒေါ်ဧကရီအပေါ်ကိုလည်းသူ့အဖေလိုအစိုးမြင်ဝါဒကိုမကျင့်သုံးပဲလိမ္မာရင်ကြီးတဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဦးသက်တီကတော့သူ့ရဲ့ဗီဇာအတိုင်းတားဖြစ်သူမင်းထင်ကိုသူ့ရဲ့အကျဉ်းစရိုက်တွေကိုလက်ဆင့်ကမ်းကျင်တော့ပဲဖြစ်ပါတယ်။ဒါဟိုဘက်အင်္ဂါမိန်းမကိုမြင်ရင်အဖေတို့ရန်သူလို့မှတ်ထားကွာသူ့ဘက်ကတရွက်လွင့်လာရင်တော့မှပြန်ကန်ထုတ်လိုက်ကွာဦးသက်တီဟာသူ့ရဲ့မပြေလည်ခဲ့တဲ့ရှစ်ဦးရဲ့နာကြီးချက်တွေကိုတားဖြစ်သူရဲ့ရင်ထဲမှာအမုန်းမျိုးစေ့အဖြစ်ထပ်မံစိုက်ပျိုးခဲ့ပါတယ်ဒေါ်ဧကရီကတော့သူမရဲ့အထီးကျန်ဆန်တဲ့အိမ်အိုလေးထဲမှာပဲဦးသက်တီတို့တားအဖကိုကြီးပြီးပိုလို့တောင်နာကျင်နေခဲ့ရတာပေါ့သူကတော့မိသားစုနဲ့ပျော်နေလိုက်တာငါကိုတော့အနိုင်ကျင်တုံးဆိုတဲ့အတွေးနဲ့ဒေါ်ဧကရီရဲ့အမုန်းတွေကလည်းပိုပြီးအချိန်တက်လာခဲ့ပါတယ်အရှိအနေကတကယ်ကိုခွေးနဲ့ကြောင်စီနဲ့ရေပါပဲဦးသက်တီရဲ့ဇနီးကတော့ဒီရန်ပွဲတွေရဲ့ကြားမှာကြားညက်နေခဲ့ပေမဲ့လို့လေဦးသက်တီရဲ့ကောင်းမှမှုကိုမကြော်သွားနိုင်ခဲ့ပါဘူးမင်းထင်ဆိုတဲ့လူငယ်လေးကတော့သူ့ဖခင်ဦးသက်တီရဲ့အမုန်းတရားတွေကိုအမွေမဆက်ခံပဲနှလုံးသားဖြူစင်တဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်ဦးသက်တီရဲ့သားမင်းထင်ဟာအရွယ်ရောက်လာခဲ့တဲ့အခါမှာတော့သူ့ဖခင်ရဲ့မျက်လုံးတွေကအာကာဒတွေကိုအတုမယူခဲ့ပါဘူး။သူဟာတရက်ကွက်လုံးကရှစ်ခင်ရတဲ့ရိုးသားဖြောင်းမတ်တဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့ပြီးစစ်တင်နန်းတက်ဖို့တာဝန်ရှာခဲ့ပါတယ်။ဒီလိုနဲ့စစ်တင်နန်းမသွားခင်မှာမင်းထင်ဟာသူ့ရဲ့မိဘနှစ်ပါးဖြစ်တဲ့ဦးသက်တီနဲ့ဒေါ်တီရီတို့ကိုတေးသေးချာချာနှုတ်ဆက်ခဲ့ပါတယ်။ဖေကြီးမေကြီးကိုတေချာကျူးဆိုင်နော်တားကအကြာကြီးသွားမှာတော့မဟုတ်ပါဘူးဗျာ6လလောက်ပါပဲဗျာဒါပေမဲ့မေကြီးကကျမ်းမာရေးကောင်းတာမဟုတ်ဘူးဖေကြီးကကျူးဆိုင်မှရမယ်နော်အားနေရင်ဟိုဘက်အိမ်ကတော်တော်နဲ့ပဲရန်ဖြစ်မနေနဲ့အောင်ဗျအေးပါကွာမင်းကိုငါကမွေးထားတာပါငါ့ကိုဆရာလာလုပ်နေသေးတယ်မင်းအမေနာမှာငါရှိရင်သူကကျမ်းမာနေပြီးသားပါဟုတ်တယ်မလားငါမိမအိုးရှင်ရလဲတော့မဟုတ်တာရီကဲတာခရုဆိုင်နော်အစာလဲပုံမှန်စားသိလားအရန်ပင်မှန်ဖြစ်စီနေအခုမှအမေတို့နဲ့ခွဲဘူးတဲ့သားလေးကိုအမေကတော့စိတ်မရှပါဘူးအေးတားအတွက်စိတ်ရှပါဗျစစ်တင်တန်းကိုမထွက်ခွာခင်မှာတော့မင်းထင်ဟာသူ့ဖခင်တားမြစ်ထားတဲ့ချန်စီယိုဟောင်းကနေဧကရီအိမ်ကိုလမ်းကြည့်နေခဲ့ပါတယ်ဒေါ်ဧကရီကတော့အိမ်ရှိကွပြစ်မှာတယောက်တည်းထိုင်ရင်ငေးမောနေချိန်မင်းထင်ကိုမြင်လိုက်ရတော့အံ့ဩတုန်လှုပ်သွားတာပေါ့
တော်ကျွန်တော်မနေ့ပြန်စစ်တင်တန်းသွားတော့မယ်ဗျအဝေးကြီးကိုသွားရမှာဆိုတော့မသွားခင်တော်ကိုနှုတ်ဆက်ရှင်လို့ပါဒေါ်ဧကရီရဲ့ရင်ထဲမှာဆယ်စုနှစ်ရှိခဲနေတဲ့အမုန်းတရားတွေဟာအဲ့ဒီအချိန်မှာဘုံကနေပြိုကျလို့သွားခဲ့ပါတယ်ဒါပေမဲ့ဥသက်တိတော့မပါပါဘူးရန်သူသားလို့သတ်မှတ်ထားတဲ့ကလေးကသူ့ကိုမိခင်တယောက်လိုလာရောက်နှုတ်ဆက်နေခဲ့တာကြောင့်ပဲဖြစ်တာပေါ့တားရဲ့ဘာလို့ဒီကိုလာတာလဲမင်းအဖေတည်ရင်စိတ်ဆိုးမှာပေါ့အဖေတိလည်းကိစ္စမရှိပါဘူးတော်အဖေတို့ကြားမှာဘလို့ပဲရှိခဲ့ကျွန်တော်အတွက်တော့တော်ကအိမ်ကြီးချင်းနဲ့မကဘူးမိသားစုဝင်တယောက်လိုပါပဲဗျာကျွန်တော်မရှိတဲ့အချိန်အဖေကိုလည်းနည်းနည်းလောက်တီးခံပေးပါဦးနော်အဲ့ဒီချိန်မှာပဲဦးသက်တိဟာအိမ်မော်ကနေဆင်းလာပြီးတစ်ဖက်အိမ်ကဒေါ်ဧကရီနဲ့စကားပြောနေတဲ့တားဖြစ်သူကိုတွေ့သွားခဲ့ပါတယ်ဟေးကောင်မင်းအဲ့ဒါဘာလုပ်နေတာတော့ကွာမင်းကငါဘလို့ဆုံးမထားလဲနားမပါဘူးလားသူတို့နဲ့မပတ်သက်ပါနဲ့ဆိုတော့ကိုဟောဖေကြီးရဲ့တားကဒီတိုင်းနှုတ်ဆက်ယုံနေမှာဗျအဖေတို့ရဲ့အမုန်းဆက်လန်ကြီးတွေကိုတော့တားကဝင်မပါနိုင်ပါဘူးဗျာတားကတော်ကိုအတော်တရားလိုပဲသဘောထားတာပါငါဘာမှမလုပ်ချင်ဘူးငါကဒါဆိုမင်းကဒါပဲလုပ်ရမယ်မင်းထင်ရဲ့စကားတွေကြောင့်ဒေါ်ဧကရီရဲ့မျက်ဝန်းမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်သူမဟာဦးသက်တိကိုမုန်းခဲ့ပေမဲ့လို့လေအခုတော့သူ့သားလေးရဲ့ကျင်နာမှုကြောင့်အမုန်းတရားတွေဟာအာနာမှုနဲ့ဂယုဏအဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီရှင်ကလေးကိုဘာမှမဟုတ်တာတွေမသိပေးနဲ့မနှုတ်ဆက်စီရှင်မို့မလားရတယ်မနှုတ်ဆက်ဘူးတိတ်ကိုအတ္တကြီးရဲ့အဖိုးကြီးအဲ့ဒီနေ့ကနေအစာရှိပြီးဦးသက်တိနဲ့ဒေါ်ဧကရီတို့ဟာရှေ့ကအကြောင်းတွေနောက်ကအကြောင်းတွေကိုတယောက်ကိုတယောက်ပြောဆိုရင်းစကနိုင်လူရန်ဖြစ်ပါတော့တယ်သူတို့ရဲ့အတန်တွေကြောင့်ဒေါ်တီရီလည်းမနေတာတော့ပဲအိမ်အောက်ကိုဆင်းကဒီရန်ပွဲကိုတားရပါတော့တယ်ကိုသက်တိရဲ့တော်ပါတော့ရက်ွက်ထဲလူကြားလို့မကောင်းပါဘူးရှင်စိတ်ကိုလျှော့ဒီဘက်ကအမကိုလည်းကျမတောင်းပန်ပါတယ်နော်သွားမယ်လားပကံတွေရှင်စေးဖို့ကျမရှန်ထားရတယ်အလုပ်ကိုမလုပ်ဘူးရန်ဖြစ်ဖို့ပဲတည်ရဒေါ်တီရီရဲ့ဩဇာလွှမ်းမိုးမှုတွေကြောင့်ပဲဦးသက်တိနဲ့ဒေါ်ဧကရီတို့ရဲ့ရန်ပွဲကပြီးဆုံးသွားခဲ့ပြန်ပါတယ်ဦးသက်တိတို့ဟာရှန်ထဲမှာပဲမိသွေးဖုတ်တဲ့အလုပ်ကိုလုပ်ကင်ကြပြီးဦးသက်တိဖုတ်တဲ့မိသွေးတွေကိုဒေါ်တီရီကဈေးထဲကိုသွားရောင်းချလိုက်ရှိပါတယ်သူတို့ဟာဒီအလုပ်ကိုနေ့စဉ်ဝင်ငွေအတွက်လုပ်ကင်နေခြင်းပဲဖြစ်တာပေါ့ရိုးရိုးစင်စက်နေနိုင်ထိုင်နိုင်စားနိုင်တောင်းနိုင်လာခဲ့ကြတာမလို့စီးပွားဖြစ်ရလို့တော့မမေရမလို့တော့ပဲနေ့စဉ်ဝင်ငွေတစ်ခုအတွက်သာလုပ်နေရခြင်းဖြစ်ပါတယ်။ဒေါ်ဧကရီကတော့စိုက်ပျိုးရေးဝါသနာထုံသူတယောက်မလို့သူ့ရဲ့ရှန်ထဲမှာတီးပင်စားပင်အမျိုးမျိုးကရာသီမပြတ်ပွင့်လန်းနေခဲ့ကြပါတယ်။သူမရဲ့တအိမ်စားအတွက်လုံလောက်တဲ့အပြင်ပိုရှန်နေခဲ့တာကြောင့်ဒေါ်ဧကရီဟာဈေးတွေကပြန်ကျဈေးတွေကိုလက်ကားပြန်ပေးနိုင်တဲ့အတွက်သူမရဲ့ဝင်ငွေကလည်းပိုရှန်နေပါတယ်။ဒီလိုနဲ့တနေ့မှာတော့မင်းထင်ဟာဦးသက်တိတို့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။သူတယောက်တည်းမဟုတ်ရပဲစုကလျာလို့ခေါ်တဲ့မိန်းကလေးတယောက်ကိုပါခေါ်လာခဲ့တာပေါ့။စုကလျာဟာကိုဝင်ရနေပြီဖြစ်တာကြောင့်မင်းထင်လည်းခေါ်လာခဲ့ခြင်းဖြစ်တာလို့ရှင်းပြပါတယ်။မင်းထင်ရဲ့မိဘတွေကတော့ကိုသားကိုအပြစ်မတင်တော့ပဲဖြစ်လာသမျှကိုအကောင်းဆုံးလက်ခံနိုင်ဖို့အတွက်ပဲကြိုးစားခဲ့လိုက်တာပေါ့။စုကလျာဟာတိမ်တိမ်မွမွနဲ့အလိုက်တိတက်လွန်သူဖြစ်ကမင်းထင်အပေါ်မှာလည်းမိမကောင်းတယောက်ပြီးသားတာမလို့ဒေါ်တီရီတို့လင်မယားဟာသူမကိုတမီးတယောက်လိုရှစ်ခင်ကြပါတယ်ဒေါ်တီရီကလည်းတမီးရွှေမဆိုတော့အဖော်ရကနှစ်ယောက်သားအမြဲစကားပြောနေလေရှိတာပေါ့တရက်မှာတော့စုကလျာဟာကိုဝင်တယ်တို့ရဲ့သဘာဝအတိုင်းတရက်သီးစားခြင်းလို့ချင်းတက်လာပါတော့တယ်ဘေးအိမ်ကနေရောက်လာတဲ့တရက်သီးနဲ့မွေးပြန့်ဟာသူမရဲ့စိတ်ကိုအယမ်းဆွဲဆောင်လို့နေတာပေါ့ဒါပေမဲ့ရောက်ကတိဖြစ်သူရဲ့ဘေးအိမ်ကဒေါ်ဧကရီရဲ့တမိုင်းချောင်းကိုရောက်ခမမေမေစီကကြားထားပြီးပြီမလို့သူမပါလို့ရမှမသိဖြစ်နေကြတာပေါ့ဒီလိုနဲ့တရက်ဦးသက်သီးတို့လင်မယားမြို့ရဲကိုလိုအပ်တာဝယ်ဖို့သွားအချိန်မှာပဲသူမဟာဘေးအိမ်ကဒေါ်ဧကရီစီကိုအရောက်လာခဲ့ပါတယ်တော်သမီးရစုကလေးမင်းထင်ရဲ့အမျိုးသမီးပါရှင်အေးသမီးလေးလာလေအိမ်ထဲဝင်ခဲ့တော်ကတယောက်တည်းအိမ်မှာနေရမပြင်းဘူးလားဟင်ခြံကြီးကလည်းအကျယ်ကြီးပဲအသေးတွေကလည်းအများကြီးမှုန်းနေရပဲနော်စုကလျာရဲ့စကားတက်မှုပဲဖြစ်ပါတယ်ပြင်းတော့မပြင်းပါဘူးသမီးရဲ့အရင်ကလည်းဒီလိုပဲနေလာတာဟာအန်တီနေသားကြနေပါပြီဒါနဲ့သမီးကကိုဝင်နဲ့လားဘယ်နှလားရှိနေပြီလဲကွလေးလားကြော်ပြီတော့ဒီနေ့မင်းထင်ကအလောက်သွားတယ်အဖေတို့ကလည်းမြို့ရဲသွားလို့သမီးတယောက်တည်းအိမ်မှာလေပြင်လို့တော်စီကိုလာလေတာအဖေရှိရင်တော့မလာရဲဘူးဟီဟီတိတ်အတ္တကြီးရဲ့ကိုတက်တီအကြောင်းပြောမနေပါနဲ့ကွယ်သူမရှိရဲ့အချိန်ဆိုလာပေါ်သမီးရဲ့နေအောင်အန်ဂျီတီရဲ့တီခူးပေးလိုက်အောင်မယ်ကိုဝင်နေဆိုတော့အတီးအနှံတွေကစားပေးရတယ်လာ
စုကလျာကတော့တရက်သီးတွေကိုနေရာမှာနေမဲထိုင်ပြီးနှလုံးသုံးလုံးလောက်ကိုတခါတည်းထိုင်စားပစ်လိုက်ပါတယ်။အဲဒီနောက်ဒေါ်ဧကရီဟာတရက်သီးတွေကိုအိမ်နဲ့ထဲပြီးစုကလျာကိုပေးခဲ့လိုက်တာပေါ့။ကျေးဇူးတင်ပါတယ်တော်တရက်သီးတွေကရှိုးနေရပဲအရန်စားကောင်းတယ်။အေးသမီးလေးနောက်လဲလာခဲ့နော်တရက်သီးစားရှင်လဲလာခုတခြားအသီးနှံတွေလည်းရှိတယ်ကြိုက်တာလားခုစားသိလားညရောက်တဲ့အခါမှာတော့စုကလျာဟာဘေးအိမ်ကအတော်ကတရက်သီးတွေပေးတဲ့အကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့နောက်တနေ့နေ့အတော်ဆောင်းသွားပြီဖြစ်တဲ့ညနေခင်းမှာတော့ဦးတတိတယောက်မီးသွေးဖို့ကိစ္စနဲ့ရက်ကွက်လူကြီးအိမ်ဘက်ကိုခိတ္တထွက်သွားခဲ့တာပေါ့အဖေမရှိတဲ့အခိုက်အတန့်ကိုမင်းထင်ကအခွင့်အကောင်းယူခဲ့လိုက်ပါတယ်သူဟာဒီနေ့မနက်ကပဲမြစ်ထဲကနေကိုယ်တိုင်ဖမ်းလာတဲ့လက်လက်ဆက်ဆက်ငါအကြီးတွေကိုရှင်းအောင်နဲ့ထဲပြီးရှန်စီယိုအနီးကိုခတ်တွတ်တွတ်ရှောက်သွားခဲ့လိုက်တာပေါ့တော်မင်းထင်ကရှန်ရှိကနေအော်ကရှန်ထဲကိုဝင်ခဲ့လိုက်ပါတယ်။ဒေါ်ဧကရီကရှန်ထဲမှာအလှရှုပ်နေရင်းကနေမင်းထင်ကိုမြင်တော့အံ့ဩသွားခဲ့ပြီးအနားကိုတိုးလာခဲ့တော့တာပေါ့။ဒါမင်းဖေပြန်လာရင်စုနေအောင်မယ်။ဘာကိစ္စရှိလို့လဲ။အဖေမရှိတော့စုကလျာကိုတည့်တည်းတွေပေးတဲ့အတွက်ကျေးဇူးတင်လို့ကျွန်တော်ငားလာပေးတာပါဗျာ။ဒီငားတွေကအရန်လက်တယ်တော်ကြိုက်တဲ့ငားရှင်ဟင်းလေးလည်းရှက်စားပါဦး။မင်းထင်ကငါးရှင်းတောင်းကိုကမ်းပေးလိုက်တဲ့အခါဒေါ်ဧကရီရဲ့မျက်နှာမှာကြည်နူးရိပ်တွေဖြက်ပြေးလို့သွားခဲ့ပါတယ်။အော်သားရဲ့အားနာစရာကြီးမင်းဖေသားတည်ရင်တော့ငါတို့ညောင်လုံးရန်တွေးတော့မှာပဲ။ဒေါ်ဧကရီဟာရေရေမောမောပြောရင်ငါးတွေကိုလက်ခံခဲ့လိုက်ပါတယ်။အဲဒီချိန်မှာပဲဒေါ်ဧကရီကသူမရဲ့အိမ်နောက်ဘေးမှာအတင်ခူးထားတဲ့ကင်းမုံသီးလေးတွေကိုမင်းထင်စီပြန်ထည့်ပေးခဲ့လိုက်တာပေါ့။ဦးသက်တီပြန်လာတဲ့အချိန်မှာတော့ဒေါ်ဧကရီကမင်းထင်ပေးထားတဲ့ငါးတွေကိုတန်းစင်ပြီးဝက်ကက်လေးနဲ့နေလန်းပြီးသားဖြစ်ပါတယ်။ဦးသက်တီကအိမ်ရှိဝရဏနာကိုထွက်ပြီးသူ့ရှိမှမြင်နေရတဲ့ဒေါ်ဧကရီကိုတခုခုပြောချင်လို့ပါဇက်ကရားနေပြီဖြစ်ပါတယ်။ဒါနဲ့ပဲဒေါ်ဧကရီနေလန်းထားတဲ့ငါးတွေကိုအကဲခတ်ကြည့်တယ်လို့ကြည့်ရင်အတန်ကိုခက်ချင်မြင်လိုက်တာပေါ့။ဟာဧကရီမင်းရဲ့ငါချောက်ကလည်းကွာကြည့်ရတာအသားထက်အယိုးကပိုများနေသလားလို့ဒါမျိုးငါးတွေကိုမြနေလန်းနေသေးတယ်ဈေးတွေကဝယ်တာလားဒါမှမဟုတ်တယောက်ကလာစွန့်ကျဲသွားတာလားကွာဒေါ်ဧကရီကဦးတတိရဲ့ခနေတန်ကိုကြားတော့ရင်ထဲမှာပြုံးမိသွားပါပြီဒီဖိုးကြီးသူ့သားပေးသွားတာမှမသိပဲနဲ့ရှောက်ပြောနေတာပဲလို့တွေးရင်သူမကမလျှော့တန်းပြန်ရွဲခေလိုက်တော့တာပေါ့ဈေးတွေကဝဲဘသူပဲပေးပေါ့ဦးတတိရဲ့ရှင့်လိုမျိုးမိသွေးနဲ့နန်ရဲ့ငါးတွေထက်စားရင်တော့ကြောက်ငါးတွေကပို့ချိုမှတိတ်ကြတယ်နေလန်းပြီးရင်ငရှောက်ဖုတ်ပြီးစားမှာအနံကရှင့်အိမ်ပဲလွင့်လာရင်တော့တရွေးမမြုံနဲ့အောင်ပေါ့ဦးတတိကနှာခေါင်းတစ်ချက်ရှုံရင်ပြန်ပြောခဲ့လိုက်ပါတယ်အမလီမင်းရဲ့ငါးညီနဲ့ကိုငါကတရွေးမြုံရအောင်မလားကွာငါမှလည်းဒီနေ့ငါးဟင်းစားရဖို့ရှိပါတယ်မန်နဲ့ပြန်ပြောပေးမယ်လို့လေတကယ်တမ်းသူ့အိမ်မှာဘာဟင်းမှမရှိသေးတာကိုသူ့ကိုယ်တိုင်ပဲသိပါတယ်ငါလျှောက်လန်းတဲ့ကိစ္စကနေစတင်ခဲ့လိုက်တဲ့ခနဲ့စကားဟာတဖြည်းဖြည်းနဲ့အတန်ကျလာပြီးလမ်းထိပ်ကလူတွေတောင်လှမ်းကြည့်ရတဲ့အထိအကြီးအကျယ်ရံပွဲတစ်ခုဖြစ်လာပြန်တာပေါ့ဟေးဧကရီမင်းငါးတွေကနေလန်းထားတာလားရင်ကောင်မွေးမြူရေလုံနေတာလားကွာငါဘက်ကိုရင်ကောင်တွေအုပ်လိုက်လာနေပြီရှင်စကားကိုသိချင်းပြောစမ်းပါဦးတတိရှင့်မိသွေးဖို့တွေကထွက်တဲ့မှိုင်းတွေကြောင့်ကျုပ်ငါးတွေအယောင်မလာတာကိုဘာမှမပြောပဲတီးခံနေရနော်အခုတော့ကျုပ်ငါးတွေကိုလာပြီးအပြစ်ပြောနေသေးတယ်အပြစ်ပြောတာမဟုတ်ဘူးကွာအရှိကိုအရှိတိုင်းပြောတာမင်းတို့အမျိုးကငယ်ငယ်ကလေးကဒီအတိုင်းပဲရှန်စီယိုကိုလည်းတိုးရှဲခြင်းနဲ့အခုလဲငါအိမ်ဘက်ကအနံအသက်တွေနဲ့ကျူးကျော်နေပြန်ပြီဘာမိဘတွေကိုဆွဲမထင်းနဲ့နော်ရှင့်အဖေကသာကျုပ်တို့မျိုးအရင်ကျူးကျော်ခဲ့တာအခုလည်းရှင်ကရှင့်အဖေရှိရနေပြီးကျုပ်ကိုအနိုင်ကျင့်နေရမလားဒီငါးတွေကရှင့်သားမင်းချင်းကျုပ်ကိုကျေးဇူးတင်လို့လာပေးထားတဲ့ငါးတွေရှင့်သိရဲ့လားဧကရီကဒေါသထွက်လွန်းလို့မင်းထီနဲ့ထားခဲ့တဲ့လျှို့ဝှက်ချက်တွေကိုပါအော်ဟစ်ပြီးဖွင့်ချလိုက်ပါတော့တယ်ဘာမင်းထင်ကမင်းကိုငါးပေးတယ်ဟုတ်လားငါသားကမင်းကိုငါးပေးကြအကြောင်းမရှိဘူးမင်းတမင်သက်ငါတို့တားဖကြတွေးခွဲနေတာမလားနှစ်ယောက်သားရှန်စီယိုကြားမှာလက်ညှိုးငေါငေါထိုးကရန်ဖြစ်ကြတာဟာရက်ကွက်ထဲမှာဟိုးလေးကြော်ဖြစ်လို့နေပါတယ်ဦးသက်တီရဲ့ဇနီးဖြစ်သူဒေါ်တီရီကတော့သူတို့မြောက်ရဲ့ရန်ပွဲကိုကြည့်ပြီးတက်ပြင်းအချိန်ချင်းရှာခဲ့ရတော့တာပေါ့ရန်ပွဲကပိုပြီးအချိန်တက်လာတာကိုမြင်တော့ဒေါ်တီရီလည်းမနေနိုင်တော့ပဲကြားထဲကနေဝင်ပြန်ဖြေဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်တော်ပါတော့ကိုတတိရဲ့ရှင်ရလည်းကလေးကြနေရပဲမတ်ဧကရီကိုရန်သွားမလုပ်ပါနဲ့တော့ဒေါ်တီရီကအိမ်ထဲကနေအပြေးအလွှာထွက်လာပြီးဦးသက်တီရဲ့လက်မောင်းကိုဆွဲကတားခဲ့လိုက်ပါတယ်တစ်ဖက်ကဒေါ်ဧကရီကိုလည်းအားနာတဲ့အကြည့်လေးနဲ့လှမ်းကြည့်ပြီးပြုံးပြခဲ့လိုက်တာပေါ့မမဧကရီလည်းစိတ်မရှိပါနဲ့နော်
ကိုတက်တီကဒီတိုင်းမှာပဲစကားသာကြမ်းတာရှင်ထဲမှာဘာမှမရှိပါဘူးမင်းထင်လေးကလည်းစေတနာနဲ့ပေးတာဆိုတော့လက်ခံပြီးလို့ကျေးဇူးတင်ပါတယ်မမဒေါ်တီရီရဲ့နူးညံ့တဲ့စကားလုံးတွေကြောင့်ဒေါ်ဧကရီလည်းဒေါသတွေအနေငယ်ရောကြလို့သွားခဲ့ပါတယ်။ဦးသက်တီကတော့နှာခေါင်းတစ်ချက်ရှုံးရင်မင်းကလည်းသူ့ဘက်ကနေပြီးငါသားကငါ့ကိုယ်တော်မပေးပဲသူ့ကိုသွားပေးတာကိုလို့တူတူကလေးညီးတွားခဲ့ပါတယ်။ကဲလာပါကိုတက်တီဟာသမင်းစားဖို့ပြင်ဆင်ထားတာကြာပြီ။ဖိုက်စားရင်လူကပိုဒေါသထွက်တတ်တယ်။လာသမင်းသွားစားရအောင်။ဒေါ်တီရီကဦးသက်တီကိုအိမ်ထဲရောက်အောင်တင်းတွန်းခေါ်သွားခဲ့ပါတယ်။ဦးသက်တီကတော့အိမ်ထဲကိုဝင်သွားရင်းနဲ့တော့ရှန်စီယိုဘက်ကိုလှည့်ပြီးနောက်ဆိုငါဘက်ကိုရင်ကောင်းနေမလာစီနဲ့လို့တခွန်းထပ်ပြောသွားပါသေးတယ်။ဒေါ်ဧကရီကတော့ဦးသက်တီတို့လင်မယားဝင်သွားတာကိုကြည့်ပြီးမျက်စောင်းတစ်ချက်ထိုးခဲ့လိုက်ပေမဲ့စိတ်ထဲမှာတော့ဒေါ်တီရီရဲ့လိမ္မာပါနှံမှုကိုရှီကျူးနေမိပါတယ်။မိုးက3ရက်စတိုင်မနာတမ်းရွာခဲ့လိုက်တာကြောင့်မြစ်ရည်ဟာရုတ်တရက်တက်လာပြီးသူတို့နေတဲ့ရက်ကွက်ထဲကိုတိုးဝင်လာခဲ့ပါတယ်။တညအတွင်းမှာပဲဦးသက်တီတို့ရဲ့မိသွေးဖို့ရောဒေါ်ဧကရီရဲ့တရက်ရှန်တွေကအတီးအနှံတွေပါရေအောက်ထဲကိုရောက်သွားခဲ့ရပါတယ်။မြေရီကအင်ရှေရဲမှတင်ဝဲကက်နေစေပဲဖြစ်တာပေါ့။ဒေါ်ဧကရီကတော့အမျော်အမြင်ရှိသူပြီးသူမအိမ်မှာလေတစင်းအသင်းရှိနေတာကြောင့်ရေကြီးနေပေမဲ့တွားရေးလာရေးကတော့အခက်အခဲမရှိပါဘူး။ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးပဲအဲ့ဒီနေ့မှာပဲဦးသက်တီဟာရင်ဘတ်ကိုဖိကအသက်ရှူရကျက်ပြီးလဲကျသွားပါတယ်။အဖေတတိဟောက်အောင်မင်းထင်တရားပြရခက်လို့သွားခဲ့ပါတယ်။ရေတွေကပိတ်နေတော့ကားခေါ်လို့မရခဲ့ပါဘူး။တကူဒီတော့နီလန်ကဒေါ်ဧကရီစီကလှေကိုငားပြီးကုန်းမြင့်ပိုင်းကစေးရုံကိုပို့ဖို့ပဲရှိပါတယ်။မင်းထင်ဟာတပတ်ရှံကိုလာပြီးဒေါ်ဧကရီအိမ်ကိုအပြေးလွှားသွားခဲ့တာပေါ့။တော်လေကနငါပါအောင်အဖေနှလုံးဖောက်နေလို့ပါဗျာ။ဒေါ်ဧကရီကမဆိုင်မတော့ပဲလေကိုထုတ်ပေးခဲ့လိုက်ပါတယ်။ဒါပေမဲ့မင်းတင်ကလေကိုအိမ်ရှိကပ်ပြီးဦးသက်တီကိုလေပေါ်တင်လိုက်တဲ့အခါမှာတော့ဦးသက်တီကမောဟိုက်နေတဲ့ကြားကနေလက်ကိုခါရမ်းပြီးညင်ပါတော့တယ်။အတော်ဘူးငါရန်သူ့လေနဲ့ဈေးုံကိုမသွားဘူး။ဒီမှာပဲသိပါစီတော့ဦးသက်တီရဲ့ကောင်းမှမှုကအသက်အန္တရာယ်ထက်ပိုကြီးနေပါတယ်။ဒေါ်တီရီနဲ့စုကလီယာတို့ကငိုယိုးပြီးဖြောင်းဖျားခဲ့ပေမဲ့လို့လေဦးသက်တီကတော့ဒေါ်ဧကရီမျက်နှာကိုတော့မကြည့်ပဲမျက်စိမိတ်ထားခဲ့လိုက်တာပေါ့။အဲဒီချိန်မှာပဲဒေါ်ဧကရီကဦးသက်တီရဲ့နားကိုတိုးသွားပါတယ်။ရှင်တော်ကောင်းပါလားပဲဦးသက်တီရှင်မာလာကရှင်သားနဲ့ရွှေမပြီးတော့မမွေးသေးတဲ့မြေလေးထက်ပိုအရေးကြီးနေရလား။ရှင်တည်သွားရင်ကျုပ်ကဘယ်သူနဲ့ရံဖြစ်ရတော့မှာလဲ။လာအခုရှင်လှေပေါ်တက်ဆန်းဒေါ်ဧကရီရဲ့ငေါငန်းတန်ထဲမှာအမုန်းတွေမပါပဲစိုးရိမ်စိတ်တွေပြည့်နှက်နေတာကိုဦးသက်တီခံစားလိုက်ရပါတယ်။မင်းတင်တယောက်အားကုန်ယုံပြီးလေကိုလှော်ခတ်ခဲ့တာကြောင့်ဦးသက်တီကိုစေးရုံအချိန်မီပို့ဆောင်နိုင်ခဲ့လိုက်ပါတယ်။စေးရုံကတင်ပေါ်မှာအောက်ဆီဂျင်ပိုက်တန်လန်းနဲ့လှဲလျောင်းနေတဲ့ဦးသက်တီဟာသတိပြန်လဲရလာပြီးတဲ့အချိန်မှာတော့ပထမဆုံးမြင်လိုက်ရတာဟာပင်ပန်းနွမ်းနေတဲ့သူ့သားမင်းတင်နဲ့မျက်လုံးချင်းစုံမိခြင်းပါပဲ။အဖေတတိရလာပြီလားတော်သေးတာပေါ့အဖေရဲ့တော်ဧကရီရဲ့လေတာမပါရင်အဖေကိုသေးရုံအချိန်မီပို့နိုင်မှာမဟုတ်ဘူးဗျဦးသက်တီဟာဒေါ်ဧကရီသူ့ကိုစူငောင်းနေတဲ့ပုံစံကိုပြန်မြင်အောင်လာမိပြီးတက်ပြင်းအသာရရှာခဲ့လိုက်ပါတယ်အဒီနောက်ရေပြင်ကျဲကြီးထဲမှာလေကလေးကအိမ်ပြန်လန်းကိုဖြည်းဖြည်းချင်းဖြတ်ကျော်နေပါတယ်လေဦးမှထိုင်နေတဲ့ဦးသက်တီကတော့စကားတခုမှမပြောဘဲညင်သက်လုံးနေတာပေါ့သူ့မျက်လုံးတွေကရေထဲမှာမြုပ်နေတဲ့သူတို့ရဲ့ရှန်စီကိုဟောင်းကိုငေးကြည့်နေခဲ့မိပါတယ်အဖေအဆင်ပြေရဲ့လားဦးသက်တီကတပ်ပြင်းရှည်ကြီးတစ်ချက်ကိုရှာခဲ့လိုက်ပါတယ်။ပြေပါတယ်သားယာအဖေစဉ်းစားနေတာကအဖေတို့မိဘတွေကငါတို့ကိုအရှင်းချင်းမုန်းအောင်တင်ပေးခဲ့တာဒါပေမဲ့အသက်ဘေးနဲ့ကြုံလာတော့အဲ့ဒီအမုန်းတွေကငါ့ကိုမကင်နိုင်ပါလားဆိုတာပဲအခုငါ့ကိုကင်လိုက်တာကအဖေရန်သူလို့သတ်မှတ်ထားတဲ့သူ့ရဲ့လှေပဲမဟုတ်လားအဲ့ဒီလိုပြောတော့မင်းထင်ကပြုံးလိုက်မိပါတယ်အဖေနားလေသွားတာဝမ်းသာပါတယ်ဗျာတကယ်တော့တော်တော်ဧကရီကစိတ်ထားကောင်းပါတယ်အဖေတို့ကသာအတိတ်ကတန်ရာတွေကိုဆွဲကင်ထားကြတာလေကလေးဟာအိမ်ကြီးကိုဆိုက်ရောက်သွားတဲ့အခါဒေါ်ဧကရီကဝရဏာကနေမျောကြည့်နေတာကိုတွေ့လိုက်ရပါတယ်သူမရဲ့မျက်နှာမှာစိုးရိမ်ရည်တွေရှက်တန်းနေခဲ့ပေမဲ့ဦးသက်တီရဲ့အေးချမ်းသွားတဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့သူမလည်းစိတ်အေးသွားပုံရပါတယ်မင်းထင်ကတော့ဒေါ်ဧကရီစီကိုပြေးပြီးကျေးဇူးတင်စကားကိုထက်ကပြောနေခဲ့ပါတယ်။ဦးသက်တီကလေဘောကစင်စင်ချင်းမှာပဲဒေါ်ဧကရီကိုကြည့်ပြီးခေါင်းလေးတစ်ချက်ညှိပြခဲ့လိုက်တာပေါ့။အရင်လိုခနဲ့တဲ့စကားတွေရန်လိုတဲ့အကြည့်တွေမဟုတ်တော့ပဲကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပေါ်ဆောင်နေတဲ့အကြည့်မျိုးနဲ့ပေါ့။
ရေတွေပြန်ကျသွားတဲ့အခါမှာတော့သူတို့ရဲ့နှစ်ပေါင်းများစွာသောအမုန်းရှံစီယိုဟောင်းကြီးကလည်းလဲပြိုပျက်စီးနေခဲ့ပါပြီ။အရင်ကဆိုရင်တော့ဦးသက်တီကဒီရှံစီယိုကိုအစ်စ်ပြန်ခဲ့ဖို့အာတန်နေမှဖြစ်ခဲ့ပေမဲ့လို့လည်းအခုတော့သူလုံးဝမလုပ်တော့ပါဘူး။အေဂရီရှံစီယိုကတော့လဲသွားပြီ။ငါတို့အစ်စ်ပြန်မလုပ်တော့ရင်ရောဘယ်လိုလဲ။မင်းတည့်ရဲ့ပင်တွေကငါဘက်ကိုကိုင်းလာလဲရတယ်။ငါမိသွေးခိုးတွေကမင်းဘက်ကိုရောက်ရင်လည်းမင်းကတီးခံပေါ့။ဦးသက်တီကပြုံးစီစီနဲ့ပြောလိုက်တဲ့အခါဒေါ်အေဂရီကလည်းသဘောတကျနဲ့ရေမောလိုက်ပါတယ်။ ကောင်းသားပဲဦးတတိရဲ့ဒါမှကျုပ်လဲစုခလျာနဲ့မီးလေးစီလာခြင်းတဲ့အခါပတ်မနေရတော့မှာအခုမှပဲကျမစိတ်ရှမ်းသာရပါတော့တယ်ရှင်အဲ့ဒီနေ့ကစားပြီးသူတို့နှစ်အိမ်ကြားမှာရှန်စီယိုဆိုတာမရှိတော့ပါဘူးဦးသက်တီကမိသွေးဖုတ်ရင်ရလာတဲ့အပူနဲ့ဒေါ်အေဂရီအတွက်ရင်းနှီးအိုးတည်ပေးတတ်သလိုဒေါ်အေဂရီကလည်းသူမရဲ့တည့်ရသည့်လက်ကားတိုင်ကရတဲ့အမျက်လေးတွေနဲ့ဦးသက်တီအတွက်အားစီးတွေဝယ်လာပေးတတ်ပါသေးတယ်။ညနေဆောင်တော့ဦးသက်တီဒေါ်တီရီမင်းထင်နဲ့စုကလီယာတို့မိသားစုဝိုင်းထဲမှာဒေါ်အေဂရီလည်းမိသားစုဝင်တယောက်လိုအမြဲပါဝင်နေခဲ့ပါတော့တယ်။အရင်ကဆဲဆူတန်တွေအစားအခုတော့မြေဦးလေးအတွက်နာမည်ပြေးဖို့တိုင်ပင်နေကြတဲ့ရေမောတန်တွေကသာရှန်ထဲမှာလွှမ်းမိုးနေပါတယ်။အတိတ်ကနာကျင်မှုတွေမိဘစီကနေအမွေရခဲ့တဲ့အမုန်းတရားတွေကိုသူတို့ဟာခွင့်လွှတ်ခြင်းဆိုတဲ့လက်နက်နဲ့အပြီးတိုင်ရှိဖြတ်ခဲ့လိုက်ကြပါပြီ။မိုးကုံလိုစောင်းဦးရောက်လာတဲ့တနေ့မှာတော့ဦးသက်တီတို့အိမ်လေးဟာအရင်ကတည်းကပုံမစီကားလုံးနေပါတယ်။အိမ်ရှိဝရဏနာမှာစုကလီယာရဲ့3လသားအရွယ်ကလေးကိုရင်ခွင်ထဲမှာထည့်ပြီးနွေးနွေးထွေးထွေးသိပ်လို့နေတာပေါ့။ဘေးနားမှာတော့ဒေါ်အေဂရီကကလေးအတွက်လိုအပ်တဲ့အဝတ်စားလေးတွေကိုတိတိကျကျခောက်ပေးလို့နေပါတယ်။စုကလီယာကလေးကိုလေးမတိုက်စီနဲ့အော်ဂယုဆိုင်နော်ဒေါ်အေဂရီဟာဂယုဏလေးတန်းနဲ့ဘေးကနေအဖွားရင်တယောက်လိုတဖွာဖွာမှာနေတတ်ပါတယ်။မင်းထင်ကတော့အိမ်ရှိကွင်းပြင်မှာသူ့အဖေရဲ့မိသွေးဖို့ကိုဝိုင်းကူလုပ်ပေးရင်ရေမောနေသလိုဒေါ်တီရီကလည်းရှန်ထဲကနေလက်လက်ဆက်ဆက်ဆွတ်လာတဲ့တရက်သီးစိမ်းလေးတွေကိုပပလီးပြီးအားလုံးအတွက်အစာပြေပြင်ဆင်နေခဲ့ပါတယ်။ခဏကြာမှတော့ဦးသက်တီကလက်ကမိသွေးမှုန့်တွေကိုတုံးရင်အိမ်မော်တက်လာခဲ့ပြီးမြေးလေးရဲ့မျက်နှာကိုငေးကြည့်ကပြောလိုက်ပါတယ်။အေဂရီမင်းကြည့်စမ်းဒီကောင်လေးကငါနဲ့ပဲတူသလားမင်းနဲ့ပဲတူသလားဦးသက်တီကရဲကြက်ချင်းနဲ့မေးလိုက်တော့ဒေါ်အေဂရီကမျက်စောင်းလေးထိုးရင်းပြန်ပြောပါတယ်ရှင်းမျက်နှာပြူပြူပြဲတဲ့နဲ့ကျုံမြေးလေးကကျုပ်လိုချောတာရှင်အတန်တွတ်တွတ်နဲ့ပြန်ပြောလိုက်တာကြောင့်အိမ်လေးတစ်အိမ်လုံးရေသံတွေနဲ့ဖုံးလွှမ်းလို့သွားပါတော့တယ်ရှန်စီယိုတွေမရှိတော့တဲ့ဒီမြေကွက်လက်ကြီးထဲမှာအရင်ကရှိခဲ့ဘူးတဲ့အမုန်းတွေနာကျင်မှုတွေနဲ့ခနဲတဲ့စကားတွေဟာအခုတော့အတိတ်ရဲ့ရိတ်တွေသာဖြစ်ကြံခဲ့ပါပြီအခုသူတို့အားလုံးဟာမိသားစုဝင်တွေအဖြစ်သွေးမတော်သားမဆက်ခဲ့ပေမဲ့မေတ္တာချင်းဆက်ကတဦးကိုတဦးဖေးမရင်ပျော်ရွှင်စွာနဲ့နေထိုင်လို့သွားခဲ့ကြပါတော့တယ်ဒီကနေ့ရဲ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးလေးတွေတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ